ထိုင်းနဲ့ကမ္ဘောဒီးယားနဲ့စစ်ဖြစ်နေတော့ဒီနေရာမှာပြောချင်တာကထိုင်းနိုင်ငံကစစ်ရင်ရတာပေါ့ထိုင်းနိုင်ငံစစ်ရင်ရတာတယ်ကမ္ဘောဒီးယားစစ်ရင်ရတော့မရှိဘူးအဲ့တော့မရှိတော့ဘာဖြစ်လဲဆိုတော့ထိုင်းနိုင်ငံကကမ္ဘောဒီးယားရဲ့နေမီဒေသတွေကိုကျူးကျော်ပြီးတော့ရွာတွေတိတ်ပိတ်ထားတာလက်ရှိနေတာမျိုးတွေ့ရတယ်ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဘာလို့တော့ပြင်းမြင်မိလဲဆိုတော့2015ခုနှစ်ကရွေးကောက်ပွဲအနိုင်ရရှိတဲ့ NLD အစိုးရဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD အစိုးရကြီးဖွဲ့တဲ့အခါမှာလွတ်တော်အခမ်းကဏ္ဍတွေမှာသူတို့တွေဘာလို့ဆိုတင်သွင်းကြလဲဆိုတော့တမတော်ရဲ့အသုံးစရိတ်တွေတမတော်ရဲ့အသုံးစရိတ်တွေဘတ်ဂျက်တွေကိုလျှော့ချဖို့သူတို့ NLD လွတ်တော်အမတ်တွေရတစားစားနဲ့အစိုးတင်သွင်းတာကိုကျွန်တော်တို့ကတွေ့ရတယ်အဲ့တော့တမတော်ရဲ့အခမ်းကဏ္ဍဆိုတာကတနိုင်ငံနဲ့တနိုင်ငံဆွေးဖြစ်လာပြီဆိုတာနဲ့အင်အားရှိခြင်းမရှိခြင်းဆိုတာကိုပြသလာတယ်အဲ့တော့ NLD ဆိုရကဒီတမတော်ရဲ့အခမ်းကဏ္ဍနဲ့ပတ်သက်လို့ဒီတမတော်ရဲ့ဘတ်ဂျက်တွေကိုလျှော့ချဖို့ပြောခဲ့တဲ့ဒီလူတွေဟာဒီလိုလူတွေများအုပ်ချုပ်လို့များတနိုင်ငံနဲ့တနိုင်ငံစစ်ဖြစ်လို့ရှိရင်မြန်မာနိုင်ငံဟာသူများရဲ့လက်အောက်သူများရဲ့ကျွန်ထပ်ဖြစ်အောင်မှာပဲသူတို့ရဲ့အတွေးခေါ်တွေကပြောမှဆိုပြည်ထောင်စုမှာတယောက်လိုပဲplan ပေးတာကြိုက်တဲ့သူပတ်စံပေးနေတယ်လို့အကုန်လုံးဝင်ပြီးအသုံးခံလို့ရတယ်အဲ့လိုဖြစ်နော်အဲ့တော့အခုလိုအချိန်ခါမျိုးကျတော့တပ်မတော်ရဲ့အင်အားဆိုတာတပ်မတော်အင်အားရှိမှတိုင်းပြည်အင်အားရှိမယ်ဆိုတဲ့စကားလုံးကသင်္ဘောတိကြတာပေါ့တပ်မတော်အင်အားမရှိဘူးဆိုလို့ရှိရင်နိုင်ငံလည်းအင်အားမရှိတော့သူများလည်းအောက်ခံကြရောက်ပါအခုခင်ဗျားတို့ကမ္ဘောဒီးယားကိုကြည့်တပ်မတော်အင်အားမရှိတဲ့အတွက်ကြောင့်တိုင်းပြည်မှာလည်းအင်အားမရှိဘူးကိုယ်နိုင်ငံကိုလူမျိုးတွေကိုကာကွယ်ဖို့ဆိုတာအင်အားသုံးမှမရှိတော့ထိုင်းနိုင်ငံစစ်လက်နဲ့အင်အားတွေပြည့်စုံတော့တရကျန်းဝင်တိုက်ခိုက်မှုတွေလုပ်နိုင်တဲ့စွမ်းရည်တွေရှိတယ်။ဥပမာကမ္ဘောဒီးယားမှာတိုက်လေရင်ဘယ်နှစင်းရှိတယ်။နော်စသည်အပြင်အခြားသောစစ်လက်နဲ့ပြည်စည်းတွေတော်တော်များများအသိမရှိကြဘူး။နော်အဲ့တော့ဘာဖြစ်လဲတကယ်တိုက်ခိုက်လာမှဆိုလို့ရင်ချာချုံးမှာပြည်သူလူထုတွေသိမယ်အသက်အိုးအိမ်စီးစိမ်ချမ်းသာတွေကိုမကာကွယ်နိုင်ဘူးအဲ့တော့ NLD အစိုးရတက်ကတော့လုပ်ခဲ့တဲ့ဟာတွေပြန်တွေးမိတာပါဒီလူတွေကနိုင်ငံချစ်တဲ့စိတ်မရှိဘူးဆိုတော့ပေါ်လွင်နေတာပေါ့နိုင်ငံကိုချစ်တဲ့စိတ်ရှိလို့ချင်းတိုင်းပြည်ကိုကာကွယ်နိုင်တဲ့စွမ်းရည်တွေသူတို့